ဘာမှစိုးဝါဆုံးလောကကြီးတစ်ခုလုံးမှာစိုးဝါဆုံးကျွန်တော်တို့ဒီလူကိုရေးချိုးဖောက်မှုဖြစ်ပါတယ်ဒီအချိန်ကြီးအောက်ကနေကြော်လာဖို့ဆိုရင်ကျွန်တော်ဆောင်းရပြော73စစ်ကိုမြင့်ဖြတ်ဖို့လိုတယ် ဒီရွေးကောက်ပွဲဟာရွေးကောက်ပွဲနဲ့တပါတဲ့2008ဖွဲ့စည်းပုံချင်းဥပဒေကိုလုံးဝဖျက်သိမ်းဖို့လိုပါတယ်ကျွန်တော်နေဦးတော်လိုင်းရေးရတယ်ပဲပြောခဲ့တာเนาะကြွကြော်တန်နဲ့စခဲ့တယ်ဖက်စစ်စစ်တပ်မြစ်ဖြတ်ဆိုပြီးတော့ကြွကြော်တန်နဲ့စခဲ့တာဖြစ်တယ်ဒါကိုကျွန်တော်တို့ပြီးအောင်လုပ်ဖို့လိုပါလိမ့်မယ်ကျွန်တော်ဒီနေ့ကလူတိုင်းကလူတရားရှင်လူတိုင်းကအသက်အရွယ်မျိုးလူမျိုးဘာသာမျိုးပေါ့နော်လူတိုင်းရဲ့ဂုဏ်သိက္ခာနဲ့လုံခြုံရေးနဲ့အခွင့်အရေးတန်းညီများရရှိဖို့အတွက်လှုပ်ဆော်တဲ့လူရတရားဖြစ်တယ်ပေါ့နော်စစ်ကောင်စီကပထမတော့ကြမ်းတဲ့လူခွင့်မှုတွေရှိသေးပါဘူး။နောက်ပိုင်းမှာကြမ်းတဲ့လူခွင့်မှုတွေလောက်လာတဲ့အခါမှာမျက်ရည်ဘုံတွေသုံးလာတာရှိရဲအကြရိုင်းတဲ့ခါတွေရှိတယ်။ဒီလိုကာလမှာကျွန်တော်ကအဒီကကာဘာနီနဲ့ရှေ့တန်းမှာမျက်ရည်ဘုံပြီးတဲ့လူတွေတယောက်ကိုနော်ကလေးတယောက်ကိုကယ်ဆယ်ရင်းနဲ့သူတို့ရဲ့ရိုင်းတဲ့ချင်းကိုကျွန်တော်ပြီးသွားတယ် Despite all the money and the weapons and the soldiers that it has, this military junta has still not been able to win. They are still losing. Even now, they're desperately trying to organize a sham election to get some type of legitimacy. After having murdered and massacred so many people, after having used the nation's wealth to buy more weapons and bombs to kill people, instead of building hospitals and schools, they are bombing hospitals and schools. ကျွန်မယူဆတယ်ပေါ့နော်ကျွန်မစိတ်ထဲမှာလေဒါပေမဲ့ကျွန်မဘူးကမပြောဘူးချုပ်ပုတ်တဲ့အာဏာရှင်အသီးသီးကြိုင်ဆွဲထားတာကလူမျိုးရေးနဲ့ဘာသာရေးဆိုတဲ့ကန့်ကန့်ကိုအဓိကထိုင်အဲဒီစားအမှတ်တမ်းဒီစားတတိတင်ပြဆွေးနွေးပြီးတော့ကျူးလွန်သူတွေတပ်ဆိုင်တဲ့ပုံကိုယ်တွေကိုတရားစွဲနိုင်ဖို့အတွက်ကျွန်တော်တို့လုပ်ရမှာရှိတယ် We know the military junta is attempting to fabricate a path of false legitimacy through sham election. I state unequivocally, the Asia Democracy Network and all members across Asia are firm to reject any process that does not genuinely reflect the will and aspirations of the people of Myanmar. So at this moment, I also operating the so-called the Myanmar general mock election. It's a kind of the how can I say the people's opinion survey of Myanmar people, no? So it is also very essential against for the sham election plan by the end of December. For me, refugees are twice over protectors and defenders of human rights. They have been persecuted in home countries, as Burmese refugees have been in Myanmar, for their protection and belief in democracy, in freedom and in human rights. And then when they are displaced, forced to leave their homes, once again, you must become protectors and defenders of human rights for your own communities. You are some of the best examples of human rights activism I have seen in my life. The only cause remaining for human rights and democracy to really return to Myanmar and blossom is the collective undertaking by all the democratic forces of Myanmar in bringing the final end to the military junta.
နိုင်ငံတော်အတိုင်းအတာကျေကျေပြည့်တဲ့ဆောင်ရွက်ရရှိတယ် တော့အချိန်လေးကျွန်တော်တို့အခုပြောင်းခွင့်တွေရတယ် တို့ကျွန်တော်ဒီဘက်မှာလည်းကျွန်တော်ပြောလို့ရှိအောင်ကျွန်တော်အများကြီးလုပ်နေတာရှိတယ်မြန်မာပြည်ကပေါက်ပြီးတော့တော်လိုင်းကြီးတောင်းဆိုလေးပါ A history marked by resilience, courage, resistance, and the refusal to give up hope. Today, I want to honor the extraordinary role of human rights defenders, the women, men, young people who risk so much to stand up against injustice. အာဏာရှင်အဆက်ဖေးအဆက်မှာကျွန်တော်ကြာဆုံးသွားရတဲ့သူရဲကောင်းတွေရှိပါတယ်ကျွန်တော်သူရဲကောင်းတွေကိုဦးညွတ်လေးပြီးလို့အတွက်ကျွန်တော်တို့ခဏလောက်မတည့်ရပေးကြပါခင်ဗျာ အားလုံးကိုပဲကျေးဇူးများတင်ကြောင်းပြောရတဲ့ဒီနေ့ခဏလေးနှုတ်ဆက်ပါတယ်